တခါတော့ပေါ့ကွယ်မိထီလာပြည်ရှင်ဝိရဟိရမင်းကြီးမှာတော့နာမည်ကျော်ကြားတဲ့အမတ်ကြီး၄ဦးရှိကြပါတယ်သူတို့၄ဦးကတေနကပုတ်ခုတာကာမိန်နာနဲ့ကုံနာဆိုတဲ့အမတ်ကြီးတွေဖြစ်ကြပါတယ်သူတို့ဟာနာမည်ကျော်ကြားပေမဲ့လည်းမဟောတရာရဲ့ကျော်ကြားမှုဟာတနေ့တနေ့ကြီးထွားလာတာကြောင့်နန်းတွင်ပညာရှိ၄ဦးဟာသူတို့ရဲ့နေရာပြောက်မှာကိုစိုးရိမ်မကင်းဖြစ်လာကြရပါတော့တယ်သူတို့ဟာမဟောတရာကိုနန်းတော်ကနေနှင်ထုတ်ပစ်ဖို့ပြည့်ရတစ်ခုကိုကြံစီပြီးလှုပ်ဆောင်ကြပါတော့တယ်တေနကအမတ်ကြီးကဒီကောင်လေးကိုတော့နန်းတွင်မှာဆက်ထားလို့မဖြစ်တော့ဘူးသူကငါတို့ထက်ပိုပြီးမြစ်တာရနေတယ်သူ့ကိုတခိုးလို့ဆွဆွဲလိုက်မှနန်းတော်ကနေနှင်ထုတ်ပြီးစီရင်လို့ရမှာလို့ပြောကြားလိုက်ပါတယ်ဒါကိုကြားချိန်မှာပုဂ္ဂုတအမတ်ကြီးကကဲဒါဆိုရင်လဲငါတို့နန်းတွင်းကအဖိုးရံပစ္စည်းတွေကိုခိုးပြီးသူ့အိမ်မှာသွားခွက်ထားကြတာပေါ့လို့ပြောလိုက်ပါတယ်ဒီလိုပြောကြားလိုက်ပြီးတဲ့နောက်မှာတော့ပညာရှိအမတ်ကြီး၄ဦးဟာနန်းတွင်းကရွှေတရပူကြောက်တံပရများတွေကိုခိုးယူပြီးမဟောတထားရဲ့အိမ်ကိုတိတ်တဆိတ်ပို့ဆောင်လိုက်ကြပါတော့တယ်ဒီလိုပို့ဆောင်ထားပြီးနောက်တစ်နေ့မှာတော့မင်းကြီးရှိမှဆွဆွဲချက်တွေစတင်ပေါ်ပေါက်လာပြီးတိနကအမတ်ကြီးကစတင်ကအရှင်မင်းကြီးမဟောတတာဟာသူတော်ကောင်းရောင်ဆောင်ထားတဲ့သူတို့ဖြစ်ပြီးလက်တွေ့မှာတော့နန်းတွင်းကပစ္စည်းတွေကိုခိုးယူနေတဲ့သူဖြစ်ပါတယ်လို့ရှောက်တင်လိုက်ပါတယ်သူ့အိမ်ကိုစစ်ဆေးကြည့်ရင်လည်းအပြည့်မှန်ပေါ်ပေါက်ပါလိမ့်မယ်လို့ပြောလိုက်တာကြောင့်မင်းကြီးဟာအံ့ဩသွားခဲ့ပြီးအိုးမဟုတ်နိုင်တာပဲတမောဟောတတာဒီလိုလုပ်ပါမလားကဲမဟောတတာတင့်မှာဘာပြောစရာရှိတယ်လဲလို့မေးမြန်းလိုက်ပါတယ်မင်းကြီးရဲ့စကားတန်ကိုကြားချိန်မှာမဟောတရာသူခမိန်ကတင်းငိမ်စွာနဲ့ပဲအရှင်မင်းကြီးပညာရှိကြီးများကဆွဆွဲသလိုပဲကျွန်တော်မျိုးမှာအပြစ်ရှိမရှိကိုတော့မိကုန်းတစ်ခုတည်းနဲ့ဆုံးဖြတ်ပေးပါလို့ပြန်လဲလျှောက်တင်လိုက်ပါတယ်။အဲဒီနောက်တော့မဟောတရာသူခမိန်ဟာပညာရှိကြီး၄ဦးဘက်ကိုလှည့်လိုက်ပြီးပညာရှိကြီးတို့ကကျွန်တော်ကိုတခိုးလို့ဆွဆွဲတာကိုခဏထားပါအခုကျွန်တော်မေးမဲ့ဗဟေတုကိုတော့မင်းကြီးရှိမှအမှန်တိုင်းပဲဖြေချပေးပါလို့ပြောလိုက်ပါတယ်။အဲဒီနောက်လောကမှာမိမိရဲ့လှုပ်ဝက်ချက်ကိုဘသူကိုပြောပြတင်တယ်လဲမိမိရဲ့ချစ်တဲ့သူကိုလားမိတ်ဆွေကိုလားဒါမှမဟုတ်ရင်လည်းဘသူကိုမှမပြောဘဲထိမ့်သိမ့်တင်သလားဆိုတဲ့မိကုန်းကိုမေးမြန်းလိုက်ပါတယ်ဒီမိကုန်းကိုကြားချိန်မှာတော့တေနကအမတ်ကြီးကအိုးဒါများမိမိရဲ့လှုပ်ဝက်ချက်ကိုတော့မိမိရဲ့အချစ်ဆုံးသူကိုပဲပြောတင်တာပေါ့လို့ထပြေလိုက်ပါတယ်ဒီလိုဖြေကြားတဲ့ကိုကြားချိန်မှာအမတ်ကြီး၃ဦးကလည်းထောက်ခံလိုက်ကြပါတယ်ဒီလိုဖြေကြားတဲ့ကိုကြားချိန်မှာမဟောတရဟာပြုံးလိုက်ပြီးဒါဆိုရင်တော့အရှင်မင်းကြီးခမညာပညာရှိကြီး၄ဦးဟာသူတို့ရဲ့လျှို့ဝှက်ချက်တွေကိုသူတို့ရဲ့ဇနီးမယားတွေကိုပြောပြထားကြပါတယ်။သူတို့ခိုးယူလာတဲ့ပစ္စည်းတွေကိုဘယ်မှာဝှက်ထားတယ်ဆိုတာသူတို့ရဲ့ဇနီးတွေကိုမေးမြန်းကြည့်လိုက်ရင်အမှန်တရားပေါ်ပေါက်လာပါလိမ့်မယ်လို့ပြောကြားလိုက်ပါတော့တယ်။မဟောတရာရဲ့ဉာဏ်ပညာကြောင့်ပညာရှိကြီး၄ဦးဟာသူတို့ဘာသာသူတို့စကားကျွံသွားပြီဆိုတာသိပေမဲ့သူတို့ဟာဘာမှမတတ်နိုင်ကြတော့ပဲသူတို့ရဲ့ဇနီးမယားတွေကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ပစ္စည်းတွေကိုမဟောတရာအိမ်ကိုပို့ခေါင်းသူဟာဒီအမတ်ကြီး၄ဦးကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပေါ်ပေါက်သွားပါတော့တယ်။ဒီအချိန်မှာပဲမင်းကြီးကစိတ်ဆိုးသွားပြီးတင်တို့ဟာမနာလိုစိတ်တည်ကြီးပါလားကလေးတယောက်ကိုဒုက္ခပေးဖို့တောင်ကြံစီခဲ့ကြတာကိုတင်တို့ကိုအပြစ်ပေးရမယ်လို့ပြောပါတယ်ဒီလိုပြောတဲ့ကိုကြားချိန်မှာမဟောတထားလေးဟာခွင့်လွတ်ပါအရှင်မင်းကြီးသူတို့ဟာပညာရှိကြီးများဖြစ်ကြပေမဲ့လည်းသူတို့ရဲ့အမားတွေကိုသိမြင်သွားရင်ပဲလုံလောက်ပါပြီသူတို့ကိုအပြစ်မပေးပါနဲ့လို့ဝင်ရောက်ပြောကြားပေးခဲ့ပါတယ်ဒီလိုပြောကြားတဲ့ကိုကြားချိန်မှာတော့တင်ကအမတ်ကြီးနဲ့ကျန်တဲ့အမတ်ကြီး၃ဦးတို့ဟာချက်ကိုရှက်ကန်းဖြစ်သွားပြီးကျွန်တော်မျိုးတို့မှားခဲ့ပါပြီအရှင်မင်းကြီးမဟောတရာရဲ့ဉာဏ်ပညာဟာကျွန်တော်မျိုးတို့တဲ့အစာပေါင်းများစွာတာလွန်တာဖြစ်ပါကြောင်းဝင်ရောက်လျှောက်ထားပြီးဝန်ခံလိုက်ရပါတော့တယ်ရှင်မဟောတရာဟာရန်ကိုရန်နဲ့မတုံညှမဲ့ဉာဏ်ပညာနဲ့အနိုင်ယူခဲ့ပါတယ်ပုဂ္ဂိုလ်ဆွဲဂုံဆွဲတွေတဲ့အမှန်တရားကသာအမြဲတမ်းအောင်နိုင်တယ်ဆိုတာကိုဒီဇလန်းလေးကသက်တည်ပြလို့နေတာပဲဖြစ်ပါတော့တယ်ရှင်ဒီ channel လေးကနေပြီးတတမိမိတို့အတွက်ဘ ഹു တုဒရစေမဲ့ပုံမြင်လေးတွေကိုအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်